စွာဘုရားရှင်ကိုရောမြတ်ကြီးဗုဒ္ဓနေ့လို့ကျင့်ပပြုလုပ်တာဘုရားရှင်ကိုရောမြတ်ကြီးမွေးဖွားတော်မူတာလေဒီကဆုံသားပြည့်နေ့ဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓနေ့ကိုသတ်မှတ်တယ်။နောက်ဘုရားဖြစ်တာလည်းပဲကဆုံသားပြည့်နေ့မှာဖြစ်တဲ့အတွက်ကြောင့်ကဆုံသားပြည့်နေ့ကိုဗုဒ္ဓနေ့လို့သတ်မှတ်တာပါပဲ။နောက်ဘုရားရှင်ကိုရောမြတ်ကြီးပြိဋိဘံပြုတဲ့နေ့ဟာလည်းပဲကဆုံသားပြည့်နေ့ဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓနေ့လို့သတ်မှတ်တာ။အဲ့ဒီမှာပြိဋိဘံပြုတဲ့နေ့ချင်းကကြတော့ဘုရားရှင်ကိုရောမြတ်ကြီးကအာလုံးသောရန်ရှင်လူပရိသတ်တွေလိုက်နာနိုင်ဖို့ရန်အတွက်ဂါထာလေးတစ်ပုဒ်ဟောပါတယ်ဟန္ဒဒါနိဘိကဝေအမန္တယာမိဟောဝယဓမ္မသင်္ခါရအပမဒီနတမ္ပါရိထာခြေသားတို့တဲ့ငါဖျားတင်းတို့ကိုမိန့်တော်မူမယ်လောကကြီးမှာရှိနေကြတဲ့သင်္ခါရတရားမှန်သမျှဟာအလုံးပျက်စီးတတ်တဲ့သဘောတရားရှိတယ်ဒါကြောင့်မိမိရဲ့တန်တန်မှာမမင်းမလျော့တဲ့အပမာဒလို့ခေါ်တဲ့တတိတရားကိုလက်ကင်ထားပြီးတော့အလုံးမိမိတို့ပြည့်စုံအောင်ဆောင်ရွက်ပြီးနေကြပါလို့ဘုရားရှင်ကိုရောမြတ်ကြီးကလူရင်းအချုပ်အပမာဒလို့ခေါ်တဲ့တတိတရားကိုဟောတော်မူခဲ့ပါတယ်